အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့စုကအင်္ဂလိပ်လိုမပြောဘဲနဲ့မြန်မာလိုပဲပြောမှာပါရဲ့ no English okay ဆိုတော့ဒီနေ့မိကွန်းလေးကိုအတူကြည့်ကြမယ်နော်မိကွန်းလေးကတော့လက်နမနေမယ်ဆိုရင်30ဘလောက်ကျနိုင်မှာလဲပေါ့အခုစုအနေနဲ့အကြမ်းပြောမယ်ဆိုရင်တော့ပေါင်1500ဆိုရင်လုံလောက်နေလို့ရပါတယ်1500ထဲမှာလက်နမနေမယ်1500ထဲမှာဘာပါနိုင်လဲဆိုရင်ကိုယ့်ရဲ့အိမ်ငါးခ950ဝန်းကျင်နေ1100ဝန်းကျင်ပြီးရင်ကိုယ့်ရဲ့groceries 150ကနေ250ဝန်းကျင်နောက်ပြီးတော့ကိုက bus နဲ့တွားမလား tube နဲ့တွားမလား train နဲ့တွားမလားဒါမှမဟုတ်ရင် e-bike စီးမလားအဲ့ပုံမှာမူတည်ပြီးတော့မှပေါင်100ကနေ180ဝန်းကျင်ပြီးရင်ဖုန်းကတော့စုကတစ်လောက်ကို10ပေါင်20 GB သုံးတာဖြစ်ပါတယ်ဆိုတော့ကိုပို့ပြီးတော့မှ gigabyte များလိုရဲမလိုရဲတလို့ပို့ပြီးတော့မှကြာနိုင်တယ်ပေါ့နော်နောက်ပြီးတော့တငယ်ချင်းတွေနဲ့ထွက်စားရဆိုရင်25ပေါင်30ဝန်းကျင်ကြာနိုင်တယ်အရန် fancy ရတော့စားရင်တော့ဒီဈေးနှုန်းနဲ့မရနိုင်ဘူးပေါ့နော်ဆိုတော့အကျမ်းများဖြင့်တစ်လကို1500ဆိုရင်လုံလောက်သုံးရပါတယ်1500ဆိုအခုငွေဈေးစုတွေ့ရတဲ့လောက်ကတော့6000နဲ့မြောက်နေတစ်လကို390ဝန်းကျင်ဆိုရင်3လောက်ရှိပါတယ်အဲ့390ဝန်းကျင်မှာမှတချို့ကပြောမယ်ဟောငါဆိုရင်ဘယ်လောက်မကြောက်အဲ့ထက်နဲ့အောင်သုံးရအော်အဲ့လိုမျိုးဆိုရင်လည်းသုံးလို့ရတယ်ပေါ့နော်စူရောက်ချင်းတော့ဆိုရင်အိမ်ငါးခါဆိုရင်လည်း900ကြုံမကြောက်ကွာ900ဝန်းကျင်နဲ့950ဝန်းကျင်နဲ့ရရနေရရှာတွေ့ခဲ့ပြီးရင်ကိုပတ်ဝင်းဘယ်ပတ်ဝင်းမှာနေမလဲပြီးအသုံးစိတ်ဆိုလည်းအခုပြောလို့150 250မကြခဲ့ဘူးကိုအဲ့လုံးကလည်းချွေတာသုံးတက်တယ်ပေါ့နော်အဲ့လိုမျိုးချွေတာနိုင်လောက်ချွေတာလို့ရတယ်ဆိုတော့စုပြောရဲ1500ဆိုရဲဟာကတော့အရင်အငင်းပွားစရာမဖြစ်စေချင်ဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးပါပြီးနောက်ဗီဒီယိုလေးမှာလည်းဘယ်ဆိုင်ဒီမှာတော့ဝင်စီတန်လဲဘယ်ဆိုင်ဒီမှာတော့ဝင်ပို့ပြီးတော့မှကောင်းတဲ့အတီးရရနိုင်လဲအဲ့လိုမျိုးဟာလေးလည်းညှောက်ဝေပြီးစေချင်နေဆိုရင် comment box မှာပြောပြပါနော်နောက်ဗီဒီယိုလေးမှာတွေ့ကြမယ်အားလုံး bye bye